ကာယကံဝစီကံမနောကံတပ္ပဒေါသခသိန်းသောယတုကိုကြောက်ပါသည်ခြင်းအကျိုးငါပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်ဘုရားယရနာတရားယရနာသံဃာယရနာယရနာမြတ်သုံးပါးတို့ကိုယူသည်လေးမြတ်လက်စုံမူယူစခုဥရောဝိယောမန်လျှော့ကြောပါဤရှင်တရားကြောရသောကျူဝါကြောင့်ပယ်လေးပါးကတ်သုံးပါးယပိစိပါးဉာဏ်မျိုး၅ပါးဝိပဿနာတရား၄ပါးဇဂနာတရား၅ပါးတို့မှာခါခါသေးကိလေငြိမ်းဖြစ်၍နတ္တရားဘုတရားနိဗ္ဗာန်တရားတော်မြတ်ကိုရပါလိမ့်ရှင်ဘုရား